နေထိုင်ဖို့လားဒါမှမဟုတ်အမျက်အစွန်းတွေရင်းနှီးမြှုပ်နှံဖို့လားဈေးကွက်ကိုအဝေးကနေငေးကြည့်နေပါနဲ့တော့အင်းစိန်မြို့နယ်ဘရင်တော်လမ်းမကြီးအနီးဘယ်နေရာကိုပဲသွား9ကီလိုမီတာအတွင်းမှာလေစိတ်တွေစီးရုံတွေနိုင်ငံတကာကျောင်းတွေနဲ့အပန်းဖြေစရာအင်အားကန်အထိရှိနေတဲ့အချက်အချာကျနေရာပဲဖြစ်ပါတယ်ဒါဆိုညီမနဲ့အတူအထဲထဲကမြေကွက်လေးတွေကိုလိုက်ကြည့်ကြရအောင် Royal Ponami Residence ရဲ့ Luxury ဆန်နဲ့နေထိုင်မှုပုံစံကို 1 square feet 6သိန်းဝန်းကျင်ကနေပြီးတော့လဲစတင်ဝယ်လို့ရပါပြီပေးမဲ့အနေနဲ့ဆိုလို့ရှိရင်လည်း30ရာခိုင်နှုန်းသွင်းပြီးတော့ကျန်ငွေတွေကို6လအရေးကြလဲခွဲသွင်းလို့ရပါတယ်ရွေးချယ်စရာမြေကွက်အမျိုးအစားတွေအနေနဲ့30 60ရှိမယ်40 60ရှိမယ်30 80ဆိုပြီးတော့ regular plot ပေါ့နော်2000 square feet ကနေပြီးတော့9400 square feet ထိစိတ်တက်ရွေးချယ်လို့ရပါတယ်9.6 acre ကျော်ကျယ်ဝန်းနဲ့ဒီ260ခန်းမြေပေါ်မှာမြေကွက်ပေါင်း125ကွက်နဲ့ဖော်ဆောင်ထားရလဲဖြစ်ပါတယ်အဲဒီမှာဆိုလို့ရှိရင်လည်းညီမတို့လမ်းမီတိုင်ကြီးရေတွေဆိုလို့ရှိရင်လည်းခြံရှိတီအားလုံးတွေ့တန်းအားလုံးပြီးစီးနေပါပြီလမ်းတွေရောပေါ့နော်ဆိုတော့ဒီမှာညီမတို့ခြံစည်းရိုးအမြင့်ဆိုလို့ရှိရင်လည်း6ပေအမြင့်နဲ့ညီမတို့3ဝတေးသေးချာချာလေး3ပတ်ချမ်းလေးခတ်ပေးထားတာကိုလည်းတွေ့ရမှာပါမြေကွက်လေးတွေကိုရောင်းချဖို့အတွက်ကအများကြီးမကြံတော့တာဖြစ်တဲ့အတွက်ကြောင့်မလို့စိတ်ဝင်စားလို့ဝယ်ယူလိုပါက New Hope Realty ရဲ့ Facebook page နဲ့ hotline နံပါတ်ဖြစ်တော့39998886ကိုဆက်သွယ်ဆောင်စမ်းပြီးအခုပဲ Royal Ponami Residence ကိုပိုင်ဆိုင်သိမ်းပိုက်လိုက်တော့နော်